Hi everyone တကယ်ကိုမှအသုံးဝင်တဲ့အင်္ဂလိပ်စာအခြေခံစကားပြောလေးမျိုးမျှဝေပေးမယ်ပထမဆုံးတစ်ခုက What did you just say What did you just say Okay ခုနကဘာပြောလိုက်တာလဲပေါ့နော်ဒါမျိုးမိတာနောက်တစ်ခုကကျတော့ Oh is nothing Oh is nothing Okay Oh ဘာမှမဟုတ်ပါဘူးပေါ့နော်ဘာမှမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နောက်တစ်ခုကကျတော့ Sorry I didn't catch that Sorry I didn't catch that Okay sorry ပါမကြားလိုက်လို့ဒါမှ catch ကသူ့ရဲ့မူရင်းအဓိပ္ပာယ်ကတော့ဖမ်းမိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တခုခုကိုကျွန်တော်တို့ဖမ်းလိုက်တာမိသွားတယ်ဒါမျိုး catch လို့သုံးတယ်ဒါမှဒီမှာတော့ကျွန်တော်တို့ကကိုကမကြားလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပါနော် sorry I didn't catch that okay အဲ့ဒါကိုငါမကြားလိုက်ဘူးမမိလိုက်ဘူးဒါမျိုးပေါ့နောက်တစ်ခုကကျတော့ could you repeat that could you repeat that okay ပြန်ပြောပြလို့ရမလားနော် could you repeat that နောက်တစ်ခုကကျတော့ oh you got a new coat Oh, you've got a new coat. Oh, me go enji at the nebala bona. Now the question it looks good on you. It looks good on you. Okay? Liga mine chikaune. No, so mark the go en liga mine light bona. It looks good on you. What up jolly yare. Now the question where did you get it? Where did you get it? Okay? Minda liga ဘယ်ကဝယ်ခဲ့တာလဲပေါ့နော်ဒါကိုဘယ်ကနေရတာလဲဒါမှမဟုတ်ဘယ်ကနေဝယ်ခဲ့တာလဲဒါမျိုးပြောတာပေါ့နော် get နဲ့သုံးလို့ရတယ် get ကရတယ်လို့ပြောချင်လဲရတယ်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုဝယ်တာကိုလည်း get နဲ့သုံးလို့ရတယ်နောက်တစ်ခါကျတော့ I got it at the mall I got it at the mall okay ငါဒါကို shopping mall မှာဝယ်ခဲ့တာနော် shopping mall ကနေဝယ်ခဲ့တာဒါမျိုးပေါ့နော်ဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye